Hello တန် hobby မှာကြည့်ဆိုပါတယ်ထိုင်းစကားနဲ့အင်္ဂလိပ်စကားသင်ပေးမယ့် page ဖြစ်ပါတယ်ကြက်ကိုအင်္ဂလိပ်လို chicken ထိုင်းလိုไก่แวะကိုအင်္ဂလိပ်လို pork ထိုင်းလိုหมูငါးကိုထိုင်းလိုปลาအင်္ဂလိပ်လို fish ပဇွန်ကိုกุ้งအင်္ဂလိပ်လို shrimp ကင်းမောหมึกအင်္ဂလိပ်လို octopus ကြောင်ကိုแมวအင်္ဂလိပ်လို cat ခွေးကို2မျိုးခေါ်ရတယ်ပေါ့နော်หมาနောက်တစ်ခုကကျတော့สุนัขအင်္ဂလိပ်လို dog หมากับสุนัขหมาလည်းသုံးတယ်สุนัขလည်းသုံးတယ်สุนัขကပို့ပြီးတော့ကောင်းတယ်ယဉ်ကျေးတယ်ပေါ့နော်ကျားကိုဘယ်လိုခေါ်လဲเสือအင်္ဂလိပ်လို tiger ရှင်သိက်ကိုထိုင်းလိုสิงโตအင်္ဂလိပ်လို lion ငှက်ကိုထိုင်းလိုนกအင်္ဂလိပ်လို bird ထိုင်းလိုကြွက်ကိုหนูအင်္ဂလိပ်လို mouse